နေ့ကလေးဖြစ်တဲ့အတွက်ဒီနေ့ထိုင်းရွှေဈေးကတော့တက်ကြမရှိသေးပါဘူး။စနေနေ့ကကျထားတဲ့1900အကျနဲ့ပဲဒီနေ့ထိုင်းရွှေဈေးနှုန်းကတည်ရှိနေပါသေးတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က22ရက်နေ့3လပိုင်း2016ခုနှစ်လက်ရှိထိုင်းရွှေဈေးကတော့96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9450ထိုင်းရွှေကရဘတ်သားကိုဘန်ကောက်ထဲမှာလက်က150ရှိပါတယ်။လက်ကအပေးအစီထိုင်းရွှေကရဘတ်သားကို9600နဲ့ပေါက်ဈေးရှိပါတယ်။ဒီနေ့ထိုင်းရွှေကရဘတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မပြတ်ပဲ9250ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ရန်နိုင်ဈေးနှုန်းတွေကတော့တပတ်သားကို9150လက်ဝယ်ရန်နိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000တိရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထေပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးလက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်ရန်နိုင်တပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကတပတ်သားကို9ရာခိုင်နှုန်းဖြတ်အောင်မှာဖြစ်ပါတယ်9ရာခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို66,900ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှာလည်းထိုင်းရွှေဈေးကအကျဈေးနဲ့ရှိနေတာဖြစ်ပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်တော့အခဈေးသက်သာတဲ့ဆိုင်တွေကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီခော့စခွဲယာဝလာတရုတ်တန်းမှာလည်းတွားပြီးတော့ဝယ်လို့ရပါတယ်ထိုင်းရွှေခရဘတ်သားကိုလက်ခ150ကနေ200တိရှိနိုင်ပြီးတော့9ဘတ်သားထိဝယ်မယ်ဆိုရင်တော့လက်ခအကုန်ကြမရှိပါဘူးထိုင်းရွှေငွေဈေးတွေကိုအများအားတင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်းနိုင်ကြပါစေ